တနေ့မှာတင်မောတစည်းပင်လယ်ထဲကိုထွက်သွားတယ်ခဏအကြာမှာတော့သူတို့စီကအဆက်အသွယ်လုံးဝပြတ်တောက်သွားတယ်ရှာဖွေရေးအဖွဲ့တွေအင်အားအပြည့်နဲ့လိုက်ရှာခဲ့ပေမဲ့တင်မောကိုလည်းမတွေ့ဘူးတင်မောသားတွေကိုလည်းမတွေ့ဘူးအပြက်အစည်းတောင်မကြံခဲ့ဘူးနှစ်အနည်းငယ်အကြာမှာလည်းလေရင်တစ်ဖွဲ့အလားတူပျောက်ဆုံးသွားပြန်တယ်အဲ့ဒီဖြစ်ရပ်တွေကြောင့်လူတွေဟာအတ္တလန္တိတ်သမုဒ္ဒရာတွေကနေရာတစ်ခုကိုကြောက်ရွံ့လာခဲ့ကြပါတယ်အဲ့ဒီနေရာကတော့ Bermuda Triangle လို့လူသိများတဲ့လျှို့ဝှက်စမ်းကြယ်တဲ့ပင်လယ်ဒေသပဲဖြစ်ပါတယ်Bermuda Triangle ဆိုတာ Florida Bermuda ကျွန်းနဲ့ Puerto Rico တို့ကိုဆက်လိုက်ရင်ရလာတဲ့တီးကံပုံစံပင်လယ်ဧရိယာကိုခေါ်တာပါဒီနေရာဟာကမ္ဘာပေါ်ကသင်္ဘောနဲ့လေယာဉ်သွားလာအများဆုံးလမ်းကြောင်းတွေကတစ်ခုဖြစ်ပါတယ်ဒါပေမဲ့နှစ်ပေါင်းများစွာအတွင်းဒီဒေသမှာဖြစ်ပွားခဲ့တဲ့ပျောက်ဆုံးမှုတချို့ကြောင့်ဒီနေရာမှာတဘာဝလွန်စွမ်းအားတစ်ခုခုရှိနေတာလားဆိုတဲ့မေးခွန်းကိုလူတွေစတင်မေးလာကြပါတယ်Bermuda Triangle ကိုကမ္ဘာကျော်စေခဲ့တဲ့ဖြစ်ရပ်ကတော့1945ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ကဖြစ်ပွားခဲ့တဲ့ Flight 19အဖြစ်ပြက်ပါအဲ့ဒီနေ့မှာအမေရိကန်ရေတပ်ရဲ့ Avenger လေယာဉ်5စီးဟာပုံမှန်လေ့ကျင့်ရေးခရီးစဉ်တစ်ခုအတွက် Florida ကနေထွက်ခွာခဲ့ပါတယ်ဒီ mission ဟာနေ့စဉ်လုပ်နေကြလေ့ကျင့်ရေးဖြစ်တာကြောင့်ဘယ်သူမှအန္တရာယ်တစ်ခုခုဖြစ်မယ်လို့မထင်ခဲ့ကြပါဘူးအစပိုင်းမှာအားလုံးပုံမှန်ပါပဲဒါပေမဲ့လေယာဉ်တွေပင်လယ်ဘက်ကိုရောက်လာတဲ့အချိန်မှာအဖွဲ့ခေါင်းဆောင်ရဲ့ရေဒီယိုအသံထွက်ပေါ်လာပါတယ်ကျွန်တော်တို့ compass နှစ်ခုလုံးအလုံးမလုံးတော့ဘူးဘယ်နေရာရောက်နေမှန်းလည်းမသိတော့ဘူးလို့သတင်းပို့ခဲ့တာပါမြေပြင်ကထိန်းချုပ်ရေးစင်တာကလမ်းညွှန်ဖို့စ조사ခဲ့ပေမဲ့လေယာဉ်အဖွဲ့ဟာသူတို့ဘယ်ဘက်ကိုပြန်နေတယ်ဆိုတာကိုတော့မသိကြတော့ပါဘူးအချိန်ကြာလာတာနဲ့အမျှရေဒီယိုအသံတွေကပိုပြီးမရှင်းလင်းတော့ပဲနောက်ဆုံးမှာတော့အဆက်အသွယ်လုံးဝပြတ်တောက်သွားခဲ့ပါတယ်။လေယာဉ်5စီးလုံးနဲ့လေယာဉ်မှူး14ယောက်ဟာသမိုင်းထဲမှာပျောက်ဆုံးသွားခဲ့ပါတယ်။ဒီသတင်းကိုကြားတာနဲ့ကယ်ဆယ်ရေးလေယာဉ်တစ်စီးကိုချက်ချင်းစေလွှတ်ခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကFlight 19ကိုသွားရှာတဲ့အဲ့ဒီကယ်ဆယ်ရေးလေယာဉ်မှာပျောက်ဆုံးသွားခဲ့တာပါနောက်ပိုင်းမှာအဲ့ဒီလေယာဉ်ဟာလေထဲမှာပောက်ကွဲသွားနိုင်တယ်လို့သုတေသနတွေကခန့်မှန်းခဲ့ပေမဲ့တိကျတဲ့သက်သေကိုတော့မတွေ့ခဲ့ပါဘူးဒီဖြစ်ရပ်ပြီးတဲ့နောက်မှာ Bermuda Triangle ဟာကမ္ဘာတဝန်းကလူတွေရဲ့စိတ်ဝင်စားမှုကိုရရှိလာခဲ့ပါတယ်။တချို့ကဒီနေရာမှာအော်ရင်တွေရှိတယ်လို့ယုံကြည်ကြတယ်။တချို့ကတော့ Atlantis မြို့ပြောက်ကြီးရဲ့စွမ်းအင်တွေကြောင့်လို့ထင်ကြပါတယ်။တချို့ကတော့အချိန်ကွေးနေတဲ့နေရာတစ်ခုဖြစ်တယ်လို့တောင်ပြောဆိုကြပါတယ်။ဒါပေမဲ့ဒီ theory တွေထဲကဘယ်ဟာကအမှန်ဖြစ်နိုင်တယ်လဲ Flight 19ဟာတကယ်ပဲလျှို့ဝှက်စမ်းကြယ်တဲ့စွမ်းအားတစ်ခုကြောင့်ပျောက်ဆုံးသွားခဲ့တာလားဒါမှမဟုတ်တဘာဝဖြစ်စဉ်တွေနဲ့လူအမားတွေပေါင်းဆက်ပြီးဖြစ်ပွားခဲ့တဲ့မတော်တဆမှုတစ်ခုသာလားဒီမေးခွန်း